ကျွန်တော်တို့စကားပုံကြားဘူးတယ်မလားဘင်းတောင်ဖောင်ဖြတ်ဆိုတာဘင်းတောင်ဖောင်ဖြတ်တော့ဘာဖြစ်လဲဟိုဘက်ကအင်အားကြီးတဲ့ရန်သူကိုဒီကလူနည်းနည်းလေးနဲ့တိုက်ကမှာခဲလို့နိုင်မနိုင်လို့ရှင်တေးမှာပဲနိုင်မှပဲရှင်မှာအဲ့တော့ဘင်းတောင်ဖောင်ဖြတ်ပြီးတော့ရန်သူသွားတိုက်တယ်အဲ့လိုမျိုးနောက်ဘက်ကိုဒါကျွန်တော်အဲ့ဥပမာကိုကျွန်တော်လိုချင်တဲ့ point ကိုဆွဲမယ်နော်အဲ့တော့နောက်ဘက်မရှိဘူးဆိုတော့ဘင်းတောင်ဖောင်ဖြတ်လိုက်တာဗျနောက်ဘက်မရှိဘူးနောက်ဘက်မရှိတော့အခုကလှုပ်ချင်တယ်လို့ရတယ်ဟုတ်လားမကောင်းတာရဲ့လို့ကောင်းတာရဲ့လို့လှုပ်ချင်တာအကုန်လုံးနောက်ဘက်ဆိုရှိမှမရှိတေးပြေကြီးပဲကိုဟုတ်ပြီနောက်ဘက်မရှိတော့ပြဿနာမရှိပါဘူးနောက်ဘက်ရှိတော့ပြဿနာရှိပြီဟေ့လူကိုလှုပ်ခဲ့သမျှမကောင်းတာတွေကတော့ခံရမှာအဲ့လိုမျိုးကိုထင်တယ်လို့ပဲနောက်ဘဝကတကယ်ပဲမရှိဘူးဆိုရင်တော့ပြဿနာမရှိဘူး။ဘာပြဿနာမှမရှိဘူးနော်။ရတယ်။နောက်ဘဝဆိုတာရှိပြီဆိုရင်တော့ပြဿနာတွေအကြီးရှိတယ်။ဘာတွေကြီးလဲဆိုတော့နောက်ဘဝရှိရင်နောက်တစ်ခါတည်ရအောင်မယ်။အဲ့တော့တည်ပြီးနောက်တစ်ဘဝတစ်ခါထပ်ဖြစ်အောင်မယ်။အဲ့လိုမျိုး။အဲ့တော့ဒါမျိုးကိုမဖြစ်ချင်လို့တရားတွေအားထုတ်ကြတယ်။တိလိုက်မတိဖာတာနဲ့နေလို့ရှိရင်တော့ကိစ္စမရှိဘူးခင်ဗျာတည်သွားလိုက်တေဝတစ်ခါတီတို့ရဲ့ကိုရီးယားတွေးတာကိုလုံးနဲ့ကိုရှုပ်နေဒါလေးလည်းမလေးလာနိုင်မလိုက်စားနိုင်ဒါလေးလေးလာလိုက်စားဖို့အချိန်ကြီးအများကြီးပေးရဟုတ်ပြီအဲ့ဒီလိုအသေးလွတ်အောင်နောက်ဘဝဆိုတာမဖြစ်ရအောင်လောက်ကလွယ်လားခက်လားဆိုလွယ်တော့မလွယ်ဘူးဒါပေမဲ့ခက်လည်းမခက်ဘူးအဲ့ဒီမဟုတ်ဆရာတော်ကြီးစကားအရာပြောမယ်အခြေခံအဆင့်က3ဆင့်ရှိတယ်နံပါတ်1ဖြစ်ပြမြင်ဖို့နံပါတ်2ဖြစ်ပြမုံဖို့နံပါတ်3ဖြစ်ပြစုံဖို့ဖြစ်ဖြစ်ဆုံးလို့ရှိရင်အသေးလည်းဆုံးတယ်နိဗ္ဗာန်လည်းရောက်တယ်နော်နောက်ပြီးတော့ကိုလုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအကုန်လုံးကိုပြန်ရမယ်နိဗ္ဗာန်ဆိုတာကတေပြီးဘာမှဖြစ်တော့တဲ့ဟာမျိုးမဟုတ်ဘူးမကောင်းတာတွေအကုန်လုံးမရှိတာကောင်းတာအကုန်လုံးပြန်ရတယ်အဲကြောင့်နိဗ္ဗာန်ဆိုတာကနိဗ္ဗာန်ဆိုတာဆိုရလို့ရင်တေပြီးဘာမှမရှိတဲ့ပုံစံမျိုးတွေရှူလိုက်လို့ရှိရင်အဲ့ဒါအယူမှားတစ်ခုပဲအဲ့တော့အဲ့ဒီအယူမှား2ခုရှိတယ်ပြီးဘာမှဖြစ်တော့ဘူးတေးပြီးပြတ်တာပဲအဲ့ဒါအမှားတစ်ခုတေးပြီးမဟုတ်သေးဘူးကွာတစ်ခုဖြစ်သေးတယ်ဒုဝနှစ်ဝအဲ့လိုမျိုးဘဝတွေဖြစ်နေသေးတယ်ဒါပေမဲ့အတိုင်းအတာတစ်ခုကြီးတော့မှန်တယ်ဒါပေမဲ့နိဗ္ဗာန်ရောက်ဖို့ကြတော့အဲ့ဒီမြဲတယ်ဆိုတဲ့ငါကမြဲတယ်ဝိညာဉ်ကမြဲတယ်ကုသကံအကုသကံရဲ့အကျိုးပေးတွေကမြဲတယ်ဒီလိုမျိုးတောက်လျှောက်အမြဲယူဆပါတယ်တတ္တရဒိဋ္ဌိပေါ့နော်စတော့ကတင်ပြတ်တယ်ဆိုတာဥစ္စာဒိဋ္ဌိအဲ့ဒီဒိဋ္ဌိနှစ်ခုကနိဗ္ဗာန်ကိုတားတာအဲ့ဒါလေးတွေရှင်းလိုက်လို့ရှင်းအဲ့ဒါလေးရှင်းရနည်းနည်းတော့ခက်တာပေါ့နော်အဲ့လိုရှင်းပြီးတော့ဒိဋ္ဌိလေးတွေပါရှင်းပြီးတော့ဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြဆိုရင်နိဗ္ဗာန်ဆိုတာရတယ်နောက်ဘဝဆိုတာချုပ်တယ်တေးတာကင်းတယ်ကုသိုလ်ကောင်းမှုအကုန်လုံးပြန်ရတယ်နော်